အားလုံးပဲမင်္ဂလာပါရှင်။နွယ်မြတ်သစ်ပင်ဆေးပန်းဝင်ဆိုသောရှေးလူကြီးများဤစကပုံအတိုင်းဆေးအိုးပုတ်ပင်နဲ့အင်မတန်အစွမ်းထက်လာတဲ့ဆေးပင်လေးပဲဖြစ်ပါတယ်။ယောဂပေါင်းစုံကိုဆေးဖို့ကုန်ကြခံခွဲစိတ်စရာမလိုဘဲနဲ့3-4ချိန်ခန့်အသုံးပြုရုံဖြင့်ယူဖြစ်တယ်လို့မျိုးသားပြောင်းကင်းစေတဲ့ဆေးပင်လေးပဲဖြစ်ပါတယ်။ဒီခရမ်းရောင်အပွင့်လေးတွေနဲ့ပေါ့နော်ဒါကတော့ဆေးအိုးပုတ်ပင်လေးပဲဖြစ်ပါတယ်။လေချောင်းဂရင်းအနံ့ဆိုလို့ရှိရင်လေချောင်းနာတဲ့ဂရင်းအနံ့လေးဆိုးတယ်ဆိုလို့ရှိရင်တော့ဒီဆေးအိုးပုတ်ပင်လေးကိုတောက်သုံးသင့်ပါတယ်။အသက်ကြီးတဲ့လေချောင်းနေကြွသားအားနေတာတွေဖြစ်တတ်တယ်အဲ့လိုဆိုအစာမျိုးကြဖို့ကြတော့အရင်ခက်ခဲတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဆွေးအိုးပုတ်ပင်လေးကိုဝမ်ဦးမြစ်ရဲ့ကြားမနိုင်မြစ်များနဲ့သွေးပြီးတော့လိမ့်ပေးပါပြီးလို့ရှိရင်တော့ဆေးအိုးပုတ်လေးကိုကြိုပြီးတော့တောက်သုံးလို့ရပါတယ်ရှင်ဒါကတော့လေချောင်းနာဂရင်းအနံ့ဆိုးတွေဆိုလို့ရှိရင်တော့အခုလိုမျိုးဆေးအိုးပုတ်ကိုကြိုပြီးတော့တောက်လို့ရပါတယ်လေဝဲကင်ဆာသမားကြီးဆိုလို့ရှိရင်တော့ဆေးဥပုပ်ပင်ရဲ့အရွက်တစ်စုပ်ခန့်အားရေးဆေးပြီးတော့ဝါးပေးပါပါဇက်အတွင်း9မိနစ်ခန့်ငုံမှာတစ်နေ့ကို3-4ချိန်ခန့်ပြုလုပ်ပေးပါရှင်ဆေးဥပုပ်ပင်ပေါ့နော်အရွက်ကိုအနှဲငယ်ခူးပြီးတော့ပြင်စ5ပါးကိုရေဖြည့်3ခွက်တစ်ခွက်ကြိုတောက်ပါငုံချင်းပလုတ်ချင်းတို့ကိုလည်းအချိန်ရတယ်လို့မျိုးပြုလုပ်သွားပါကထူးခြားစွာသက်သာပြောက်ကင်းတာကိုလည်းညီမတို့တွေ့ရှိရပါတယ်ဆေးအိုးပုတ်ပင်ဤအရွက်မှာပင်စီအမြင့်အားလုံးကိုနေရိပ်ထဲတွင်ပေါ့နော်အချောက်လှမ်းပြီးတော့ရင်းနှီးစုစုတဲ့ထက်ကတစ်နေ့ကို3ချိန်လောက်တောက်သုံးပေးနိုင်ရင်တော့အရန်ကိုကောင်းပါတယ်ရှင်။